ဘော်ဒါလေးအားလုံးမင်္ဂလာပါဒုတိယ calculation admin ဆရာကောင်းမှကြိုဆိုပါတယ်ကဲဘော်ဒါလေးကျမ်းပါပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်ဘေးရန်ရေကရှင်ပါစေတချီတော့မပေးမှလည်းကင်းဝေးပါစေကဲဆရာကတော့ဒီငလင်ပေးကြောင်းမလို့ဆရာတစ်ပတ်လောက်တော့ဒီဖုန်းလိုင်းနေများတဲ့အကြောင်းမလို့ဆရာပြက်ကွက်သွားတယ်နော်ကဲဒီနေ့အင်္ဂါနေ့ကမနေ့ဖြန်အင်္ဂါနေ့ကနေစပြီးတော့ဆရာပုံမှန်တိုင်းပဲခဏနေပြီးတော့ပါမယ်ကဲမနေ့ဖြန်8ရက်4လ2025အတွက်ဆရာတက်တဲ့ခဏ10ခွက်ကတော့60 65 10 15 90 95 80 95 20 25ဖြစ်ပါတယ်ကဲဘော်ဒါလေးစတဲ့တုံပေါက်ပါစီပြီးတော့ဘော်ဒါလေးကချီသုံးပါပြီးမှလည်းကင်းဝေးပါစေဘေးရန်ရဲ့ကင်းရှင်းပြီးတော့ကျန်းမာပါစေချမ်းသာပါစေဆရာရဲ့ဒီဗီဒီယိုလေးရရတဲ့ YouTube channel ရရတဲ့ဒီ subscriber လေးကနေရတဲ့ပတ်စံလေးကိုလည်းဆရာမလင်ဘေးအတွက်ထူထမ်းပါမယ်နော်ကဲဘော်ဒါလေးဆရာရဲ့ channel လေးရဲ့ဗီဒီယိုတွေကိုကြည့်လက်ကြည့်ကုလည်းရစေချင်ဆရာရဲ့ channel လေးကို subscribe လုပ်ထားပေးကြပါနော်